ကဲအားလုံးမိတ်လာပါဒီနေ့ကတော့ထမင်းလေးစားမယ်ပေါ့နော်ဘာနဲ့စားမလဲဆိုတော့ကိုပဲရောင်းတဲ့ဟာပဲစားမယ်နော်ဒီမှာချက်ချောင်းနဲ့ဒါအယောလေးပေါ့ချက်ချောင်းနဲ့ဒီအမဲခောက်ဂျူးမြက်မာလာထုံပူဆက်ဆက်ကိုထမင်းပပူလေးနဲ့ဆွဲချပလိုက်မနေနဲ့ထမင်းပပူလေးနဲ့ဟိုးရှယ်အဲ့လိုဆွဲချလိုက်မယ်ရှယ်နော်ရှယ်ဆွဲချမယ်ပြီးရင်ဒီမှာဒါကပါလေးလဲဆိုရင်ဒါလေးလဲရနော်ဒီကောင်လေးကကျတော့သူကပစွန်ထုံဆက်ဆက်လေးโอ้ရှယ်ချိုးနေရပါလက်ဆက်နေရောပစုံကလည်းအစမ်းကောင်းတာချုံစစ်ဆက်အဲမျိုးစားနော်စတောင်းမနော်အဲကဲဒီဆွဲပြီတော့ကောင်းတယ်ဂျူးမြက်ကလည်းကျွတ်နေမှာကဲပါတော့ကောင်းတယ်ကဲနော်နိုင်လိုက်ပြီကိုတယောက်ပဲစားရဲဆိုတော့ကဲနိုင်စားပြီဂျူးမြက်အိုးကိုကတော့အများတော့မသိဘူးကိုကတော့ဂျူးမြက်ကတော့အရန်ကြိုက်တော့ကိုကြိုက်တာကောင်းတယ်ရှယ်တော့ဖက်ဒါလေးကအခုကစားမှာပစုံကို तू ကအခုလှုပ်ထားပေးရတဘူးကိုမှ तू က2000ခွဲပဲရှိမယ် तू ကမာလာထုံဆက်လေး तू ကျတော့အကုန်လုံးအသင့်စားရုံပဲတန့်ရှင်းပြီးသားအခွန်ခွာပြီးသားအကုန်လုံးခါလေးယူဆွဲပြီးရဟယ်လိုအိုဟိုးချိုးနေရပါတော့ကောင်းမှာတကယ်နော်ကြမ်းမဟုတ်ကိုလည်းကောင်းကြရကောင်းလို့မစားချင်นี่เลยข้าวเนี่ยแชร์ตัวโตก่อน